တင်ကိုဖျားကြီးမားစွာဖျားချီးမြှောက်ခြင်းနေပြီမသင်ဘသူဖြစ်ခြင်းကိုတင်မသိတဲ့အတွက်ကြောင့်တင်ဆုံးရှုံးနေတယ်တင်ရဲ့ယေရှုအားဖြင့်ဖြစ်တည်ခြင်းကိုတင်ကောင်းကောင်းသဘောပေါက်ပြီးဝန်ခံဖို့ဘုရားအလိုတော်ရှိတယ်ငါဘာမှမဟုတ်ပါဘူးလို့တင်ပြောခြင်းနှိမ့်ချခြင်းမို့ဘုရားစော်ကားခြင်းဖြစ်တယ်ငါကဘာကောင်းမှမဟုတ်ပါဘူးလို့တင်ပြောခြင်းကတင်ကိုဖြစ်စေတဲ့ဘုရားကိုတင်စော်ကားလိုက်တာဖြစ်တယ်ငါဘာမှမလုပ်နိုင်ပါဘူးလို့ပြောလိုက်ခြင်းကတင်ကိုဖြစ်စေတဲ့ဘုရားကိုတင်စော်ကားလိုက်တာဖြစ်တယ်ဂလာတိခန်းကြီး3:29ဒီနေ့လောကပတ်တော်ကိုခံယူကြရအောင်ဂလာတိ3:29ခံယူကြရအောင်အာမင် Thank you Lord Jesus ဂလာတိခန်းကြီး3:29အားလုံးကြည့်အောင် Galatians chapter 3 verse 29 If you belong to Christ then you are Abraham's seed and heirs according to the promise. Christo ne sat silent. Abraham အမျိုးအနွယ်ပင်ဖြစ်၍ Come on. If you belong to Christ, then you are Abraham's seed. Tapos remind လုပ်ချင်တယ်ဆရာခရစ်တော်နဲ့ဆက်ဆိုင်လေအာဗြဟံရဲ့အမျိုးအနွယ်ပင်ဖြစ်တယ်ခရစ်တော်နဲ့ဆက်ဆိုင်လေအာဗြဟံရဲ့အမျိုးအနွယ်ပင်ဖြစ်တယ်တင်လုံးဝစိတ်ချရမယ့်အရာတစ်ခုကဖယားသခင်ကအာဗြဟံထိခွင့်လုံးဝမပေးဘူးမလားတင်လုံးဝသဘောပေါက်မှာတင်ကယေရှုခရစ်တော်အပြင်အာဗြဟံရဲ့အမျိုးအနွယ်ဖြစ်တယ်ဆိုရင်တင်က covenant ထဲမှာတင်ရှိတဲ့သူဖြစ်သွားပြီcovenant ထဲမှာရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်တင်ကတော်ယုံတန်ယုံလူမဟုတ်တော့ဘူးတင်ရတော်ယုံတန်ယုံလူမဟုတ်တော့တင်ကိုတင်သိရမှာကတင်ဟာသူများကြောက်စရာရန်ကောင်းတော့တင်ရတတ်တာတင်တဘောပေါက်သွားရင်တင်ရကြောက်စရာရန်ကောင်းတဲ့သူဖြစ်သွားပြီโอเคဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကပြောပြချင်တယ်ဗျပြောပြချင်တယ်အာဗြဟံကိုပေးတဲ့ဂတိတော်တွေအားလုံးဟာအာဗြဟံနဲ့သက်ဆိုင်တဲ့လူတွေအားလုံးနဲ့သက်ဆိုင်သွားတယ်အာမင်ဆိုတော့အာဗြဟံရဲ့ကောင်းကြီးမင်္ဂလာကငါတို့နဲ့ဘာလို့ဆိုင်တာလဲဆိုတော့ခရစ်တော်နဲ့ငါတို့ကဆက်ဆိုင်တော်သူတွေဖြစ်သွားတဲ့အတွက်ကြောင့်အာဗြဟံရဲ့ကောင်းကြီးကငါတို့အတွက်တရားရာဂိုင်လုံးဖြစ်သွားတာဖြစ်တယ်ဆိုတော့သင်တို့တတိထားမယ့်အပိုင်းကဆရာကစတင်ပြီးတော့မှထိုးဟာသဘောပေါက်တဲ့နေ့နဲ့စပြီးတော့ဆရာရဲ့ကောင်းကြီးအရန်ဖြစ်လာတော့ကြောင်းဒီနေ့သင်သဘောပေါက်အဲ့ဒီအာဗြဟံရဲ့ကောင်းကြီးကသင်ထဲမှာအခုပင်စီးဆင်းလာတော့ဖြစ်တယ် Hallelujah Hallelujah Not tomorrow, not after tomorrow, not next month, not next year. If you believe it, you will receive it right now, right here in Jesus' mighty name. Hallelujah. Say it now. Stop, now. Amen. Hallelujah. Hebrews chapter 11 verse 1. Hebrew can you set the engete ma babiole? Come on. မြန်လေးသွား Hebrew can you set the engete ma babiole? ယုံကြည်ခြင်းမျှော်လင့်တော့ရအောင်မျက်မှောက်ပြုတယ်ဒါပေမဲ့အင်္ဂလိပ်မှာပြောရအောင် now faith is confidence ဆိုတော့ faith က tomorrow မဟုတ်ဘူး now come on now faith is not tomorrow faith is now amen ဆိုတော့ကိုဖျားပြင်ဆင်ထားတဲ့ကောင်းကြီးအရန်ကြီးလွန်းတယ်တင်မသိလို့မရအောင်ဒီချမ်းစာကိုလကားထည့်ပေးတာမဟုတ်ဘုရားသခင်ကတို့ကိုဒီနှုတ်ကပတ်တော်ကြီးပေးလိုက်တာကသင်ဘယ်သူလဲဆိုတာသိအောင်ပေးလိုက်တာဖြစ်တယ်ခရစ်တော်အပြင်မင်းကရှုံးနေတဲ့သူမဟုတ်ဘူးခရစ်တော်အပြင်မင်းကကြီးတော်မှုကိုပြုမဲ့သူဖြစ်တယ်ဆိုတာသိအောင်ပေးလိုက်တာဖြစ်တယ်ရိတ်စထိုယာခါရာဘာစေတေလေကေဘောရှာထာယာကဘာဟဲ့အားလုံးသွားရအောင်
ဒီနေ့ချောင်းမှာတင်နေနဲ့ဘုရားခင်ကစကားပြောလာတယ်အဲ့ဒါနိုင်ငံတကာမင်းမပြောပြလို့မရအောင်အဲ့ဒီကောင်းကြီးမင်္ဂလာမင်းအစီအစဉ်ဖို့အကြောင်းဖြစ်တယ်โอเคခဏလေးကြည့်အောင် come on အာဗြဟံကိုပေးထားတဲ့ဂတိတော်ကသင်ကိုပေးတဲ့ဂတိတော်တစ်ထပ်တည်းပဲအာမင်ဆိုကြည့်အောင်ညီကိုမောင်မတော်တပောက်ကျန်ခန်းကြီးစနေအငယ်နှစ်မှာကြည့်အောင်ပြေယောမအော်စာခန်းကြီး၄ကိုတွားမယ်73လောက်နဲ့စကြည့်မယ်ယောမအော်စာခန်းကြီး၄က73လောက်စကြည့်ငါဒီတင်းကိုလူမျိုးကြီးဖြစ်စေမယ် come on အဲ့ခါမှာဘသူပြောနာလဲခုအမဘသူပြောနာလဲအခုနကျမ်းပိုက်ကိုပြန်သွားမယ်အခုနကျမ်းပိုက်ကိုပြန်သွားမယ်ဒီကျမ်းပိုက်ကိုဒီအိုင်းမဲ့ဖွင့်ထားလိုက်မိုက်တလုံးကင်တယောက်ဒီကျမ်းစာထဲမဲ့ကင်ထားနှစ်ခုလုံးထိုးပြလို့ရရင်တိတ်ကောင်းတယ်အခုနဂလာတိခန်းကြီး3အငယ်29နဲ့ Genesis chapter 12 verse 2ကိုတခါတည်းတပြိုင်တည်းကင်ထား okay အခုနှစ်ခုစလုံးထိုးပြလို့မရပြန်နာမဖြစ်ဘူးတယောက်က okay ဂလာတိအခန်းကြီး3ငယ်29ခရစ်တော်နှင့်ဆက်ဆိုင်လျင်အာဗြဟံ၏အမျိုးနွယ်ပင်ဖြစ်၍ ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏ very good ချက်ပေါ်ချက်ပြန်ဖပေးပါသားခရစ်တော်နှင့်ဆက်ဆိုင်လျင်အာဗြဟံ၏အမျိုးနွယ်ပင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏ နောက်ဆုံးတစ်ခါလောက်ဖပေးပါခရစ်တော်နှင့်ဆက်ဆိုင်လျင်အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏ Okay good can I ask you something တင်းဒီခရစ်တော်နဲ့တကယ်ဆိုင်တော်သူဖြစ်တယ်ဆိုတာကိုကျင်းသေးလားဒါကအရေးကြီးတယ် Okay ခရစ်တော်နဲ့တင်တကယ်ဆက်ဆိုင်တော်သူကျင်းသေးလားဟုတ်ပြီနော်ဒီခရစ်တော်နဲ့ဆက်ဆိုင်တော်သူဖြစ်တယ်ဆိုရင်တော့ဂတိတော်တိုင်းအာဗြဟံရဲ့အမျိုးနွယ်ဖြစ်သွားပြီတင်ဒါကြောင့်ဂတိတော်တိုင်းအမွေခံမှာခရစ်တော်နဲ့ဆက်ဆိုင်လင်အာဗြဟံရဲ့အမျိုးနွယ်ဖြစ်တယ်အာမင်ဒါဆိုတာဖတ်စမ်းပါငါသည်တင့်ကိုလူမျိုးကြီးဖြစ်စေမည် Come on ငါကောင်းကြီးပေး၍တင့်၏နာမကိုကြီးမြတ်စေခဏရမယ်ငါသားတင့်ကိုလူမျိုးကြီးဖြစ်စေမယ်ဘသူပြောနေပြီလဲဘသူပြောနေပြီလဲအာဗြဟံကို No အာဗြဟံမပြောတော့အာဗြဟံခေတ်ကကုန်သွားပြီဘသူပြောနာလဲကျွန်တော်ကိုပြောနေတာခရစ်တော်နဲ့ဆက်ဆိုင်လဲအာဗြဟံရဲ့အမျိုးနွယ်ပဲဖြစ်၍ဂတိတော်တိုင်းအမွေခံအရာနဲ့တည်ကြတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဂလာတိ3ငယ်29ကခရစ်တော်နဲ့ဆက်ဆိုင်တဲ့အာဗြဟံအမျိုးနွယ်တွေမျိုးနွယ်သစ်ကဘသူလဲကွယ် generation hey hallelujah The scripture talking about Abraham's seed. It's talking about Abraham's seed. Amen. Amen. You are the seed of Abraham. That's what the end of my package. You know, county paper look, Piosia, Malorobu. Hallelujah. တင်းတို့ပြောမယ့်အရာတစ်ခုပဲရှိတယ်ကိုယ်ဘေးနားမှာတယောက်လက်ဆွဲနှုတ်ဆက်ပြော You are blessed Hallelujah Amen Hallelujah Amen Hallelujah Amen အာဗြဟံရဲ့အနွယ်တွေဘသူတွေလဲအာဗြဟံအနွယ်တွေဘသူတွေလဲအာဗြဟံရဲ့အနွယ်တွေကဂတိတော်တိုင်းအမွေခံကိုခံရလိမ့်မယ်အမွေခံဤအရာ၌ပါလေတီကြဤလို့ပြောတယ်ဘယ်သူမှနှုတ်ပိုင်ခွင့်မရှိတော့ဘူးတီခိုင်းတာဖျားဖြစ်သွားဖြစ်တဲ့ကြောင့် nobody can bring you down I receive it hallelujah ငါပြောရအောင်ငါတို့ကအမွေခံဖြစ်တယ်ငါတို့ကအမွေခံဖြစ်တယ်တိတ်မချလိုက်ဘူးဒီမှာရင်ပတ်ကြီးနဲ့ပြောငါတို့ကဘာတူတယ်လဲအမွေခံနေဖြစ်တယ် hallelujah Hallelujah. Amen. ကောင်းကြီးတောင်းခံတဲ့ထဲမှာတို့မပါတော့သူများကောင်းကြီးပေးရင်သူများကတို့ပေးတဲ့အတိုင်းဖြစ်ရတဲ့အခွင့် Hallelujah. Okay. တားလေဖတ်ပါဦးစနေတင်းဒီကောင်းကြီးခံရတော်သူဖြစ်လေမည်ဟာ Come on.တားလေ
တင်းဒီကောင်းကြီးခံတော်သူဖြစ်လိမ့်မယ်လို့အဲ့ဒီတုန်းကဘာသူပြောတာလဲ အာဗြဟံကို အာဗြဟံပြောတာအဲ့ဒီတုန်းကအာဗြဟံပြောတာကောင်းကြီးခံရလိမ့်မယ်လို့ပြောတဲ့အချိန်မှာအာဗြဟံပြောနေတာဒါပေမဲ့အခုချိန်မှာကျတော့တို့ဖခင်ဘာပြောလဲတင်းဒီကောင်းကြီးခံရတော်သူဖြစ်တယ် I receive it ဘယ်မှာပြောလဲတို့တွေဘာမှာပြောလဲ115ခုမြောက်သောစာလံအငယ်15အားလုံးဖတ်မယ်115ခုမြောက်သောစာလံအငယ်15 come on သင်တို့သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ အာမင်အားလုံးဖတ်မယ်ကျွန်တော်တို့သည် ကျွန်တော်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ အာမင်ဘာကြောင့်ပြောနိုင်တာလဲဘသူနဲ့သင်ကသက်ဆိုင်သွားလို့လဲ ယေရှုနဲ့သက်ဆိုင် ယေရှုနဲ့သက်ဆိုင်တော့ကြောင့်တို့ကဘသူရဲ့အမျိုးအနွယ်ဖြစ်သွားပြီလေအာဗြဟံရဲ့အမျိုးအနွယ်ဖြစ်သွားပြီတော့ကြောင့်တို့တွေက100 ရာခိုင်နှုန်းအမွေစားအမွေခံနေဖြစ်တယ်ဒါဆိုရင်အဲ့ဒီအမွေတွေကဘယ်ချိန်မှရနိုင်လဲယုံကြည်ခြင်းနဲ့ငါဟာအမွေစားအမွေခံဖြစ်တော့ကြောင့်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာငါနဲ့လုံးဝထိုက်တန်တော်သူဖြစ်တယ်လို့ဝန်ခံတဲ့နေ့ရက်နဲ့စပြီးတော့ဘုရားကတကားတွေစတင်ပြီးတော့ဖွင့်လာလိမ့်မယ်ပိတ်နေတဲ့တကားတွေအကုန်စင်ဖွင့်လာလိမ့်မယ်တင်းရတက်တန်မှာစတဲ့ချုံတောင်ထားတဲ့အရာတွေဘုရားကတိုင်ကျိုးတွေအားလုံးအကုန်ဖြည့်ချပြီးကောင်းကြီးတွေစတင်ပေးလာလိမ့်မယ် အာမင် Hallelujah Hallelujah အားလုံးပြောကြတကားတွေစတင်ပွင့်နေပြီတကားတွေစတင်ပွင့်နေပြီ စတင်ဖွင့်နေပြီ Hallelujah ကျမ်းမာခြင်းနဲ့ဆိုင်တဲ့တကားအောင်မြင်ခြင်းနဲ့ဆိုင်တဲ့တကားစာရပိတ်ဆို့ထားတဲ့ຢာတွေအားလုံးပွင့်နေပြီအားလုံးပွင့်နေပြီဝေခြင်းနဲ့ဆိုင်တဲ့ပြဿနာတွေအားလုံးဖယ်ရှားသွားပြီအောင်မြင်ခြင်းနဲ့နေရာယူနေပြီကျမ်းမာခြင်းနဲ့နေရာယူနေကျွယ်ဝခြင်းနဲ့နေရာယူနေပြီ Hallelujah အာမင် တရားသူများစီရှူရတဲ့သူမဟုတ်တော့သူများကို ပေးရတော်သူ Yes လောက်ကြည့်အောင်သင်ပေးခြင်းနဲ့မပေးနိုင်တဲ့သူတွေရှိတယ်ပေးခြင်းနဲ့ငါမပေးနိုင်ဆိုစတင် list လုပ်လိုက်တော့ပေးဖို့ရန်တော့ခမရုပ်ကြည်ခြင်းနဲ့စတော့ငါတို့ဘယ်လောက်ပေးမယ်ငါတို့ဘယ်လောက်ပေးမယ်ငါတို့ဘယ်လောက်ပေးမယ်ငါတို့ဘယ်လောက်စတင်ဆွဲလိုက်တော့တင်အဲ့ဒီအမောင်ရောက်လာမှာမဟုတ်ဘူးအဲ့ဒီစတင်ဆွဲရင်ဆွဲနေဖခင်တကားဖွင့်လာတဲ့ခါမှာတင်ပေးဖို့ရန်တော့အကုန်ဖခင်ပြင်ဆင်လာလိမ့်မယ် အာမင် I receive it အဲဂုတုပြစတင်ထွက်တဲ့အချိန်တော့ဘုရားသခင်ရေကိုခွဲပေးတယ်ခြေနဲ့နင်းတယ်ဒါပေမဲ့ခန္ဓာပြည်တဲ့စတင်ဝင်တဲ့အခါမှာတော့ဘုရားသခင်ရေမခွဲပေးတော့မိခြေစနင်းတာနဲ့ရေခွဲရတဲ့ခွင့်ကိုငါပြင်ဆင်ပေးလိမ့်မယ်ဟာလေလုယာဆိုတော့ဘုရားခင်တင်းကိုစကားပြောနေပြီစတင်ပြီးတော့မင်းဘယ်သူ့ကိုဘယ်လောက်ပေးမယ်ဘယ်သူ့ကိုဘယ်လောက်ပေးမယ်ငါ့ဘုရားပေးလိုက်ဘယ်နေရာမှာငါလှုပ်မယ်ဘယ်နေရာမှာငါမိဘမဲ့ခလေးဆောင်ငါပေးမယ်ဘိုးဘွားရိတ်တာငါပေးမယ်စတင်ပြီးတော့တင်းရေဆွဲကြည့်စမ်းပါအဲ့ဒီအမောင့်ချက်ကြော်လို့ဘုရားခင်တင်းကိုမဆာလေ Hallelujah ပြောစတင်ရေးချပါစတင်ရေးချပါစတင်ရေးချပါဘေးနားမှာရှိတယ်ပြောလဲစတင်ပြီးတော့ရေးဆွဲပါစတင်ပြီးတော့ရေးချပါ Talk to your neighbor you are blessed You are blessed ကျွန်တော်တို့ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းတော်ထာဝရဘုရား ကောင်းကြီးပေးတော်သူဖြစ်ကြ၏ Hallelujah သိမကြလဲကျွန်တော်တို့ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းတော်ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ Hallelujah ပြန်ပြောကျွန်တော်တို့ဒီ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ နောက်ဆုံးတစ်ခေါက်ယုံကြည်ခြင်းနဲ့ပြောရှင်းပတ်ခြင်းနဲ့ပြောရအောင်ဒီကျွန်တော်တို့ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းတော် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ ယုံကြည်တဲ့သူအာမင်သုံးကြိမ်ထူရအောင် အာမင်အာမင်အာမင် Hallelujah စတင်မနေရယူနေပြီစတင်နေရယူနေပြီစရတဲ့ငါကြာရှုံးပြီစရတဲ့ငါကြာရှုံးပြီစရရဲ့ပိတ်ဆို့တဲ့တကားတွေအကုန်စင်စတင်ပွင့်နေပြီ Hallelujah အာမင် စတင်ပွင့်နေပြီ အာမင် စတင်ပွင့်နေပြီ အာမင် ဘုရားရှင်အောက်ပဲအလုံးလုံးနေပြီအလုံးလုံးနေပြီအလုံးလုံးနေပြီအာမင်အာဗြဟံပေးတဲ့ဂရုတော်တွေအားလုံးဒိုးတော်ဖြစ်နေပြီ Come on ကပောက်ကြံခန်းကြီးစနေငယ်နဲ့တာပြဖတ် ငါဒီတင့်ကိုလူမျိုးကြီးဖြစ်စေပြီ ငါဒီတင့်ကိုလူမျိုးကြီးဖြစ်စေမယ် ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေသည် Okay သင်သည်ကောင်းကြီးခံရတော်သူဖြစ်လိမ့်မည် Amen လာပြီ သင်က
ကိုကောင်းချီးပေးသောသူကိုငါကောင်းချီးပေးမည် စပြော သင်ကိုချိန်ဆသောသူကိုငါချိန်ဆမည် Come on သင်အားဖြင့်လေလူမျိုးအပေါင်းတို့သည်ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည် စာဆုတောင်းတော့ညီကောင်မောင်မတို့စာလို့ဆုတောင်းပေးတော့ကိုတော့မဟုတ်ဘူးသူများတော့ဆုတောင်းပေးတော့ အာမင် တင်းကိုဘယ်သူမှမချိန်ဆမိဘူး Yeah ကောင်းကြီးရန်ကလာရ တင်းကိုဘယ်သူမှမချိန်ဆဖို့တင်းဆုတောင်းပေးတော့ तू ထိမှာဆိုလို့ तू ထိမှာဆိုလို့ तू မသိတာတင်းကအာဗြဟံရဲ့အနွယ်ဖြစ်တယ်ဆိုတာတင်းမသိဘူးတင်းကခရစ်တော်နဲ့ဆက်ဆိုင်တဲ့အာဗြဟံရဲ့အနွယ်ဖြစ်တယ်ဆိုတာ तू မသိဘဲနဲ့ तू ပြောရင် तू ခါမှာဆိုလို့ Hallelujah တင်းကိုလူမျိုးကြီးဖြစ်စေမယ် Come on တင်းကိုလူမျိုးကြီးဒီနေ့ဆက်တော့ပြောတင်းကဘာလို့လဲတင်းကလူမျိုးကြီးလူအများကြီးမဟုတ်ဘူးလူအများကြီးကလူမျိုးကြီးစီမှာလာပြီးတော့အလုံးလုံးရတာ Hallelujah လူမျိုးကြီးစီမှာလူအများကြီးကလာပြီးတော့အလုံးလုံးရတာတင်းကလူအများကြီးမဟုတ်တင်းကဘာလို့လဲလူမျိုး Hallelujah တင်းတော့ဘာလို့ပါလဲ လူမျိုး တရားရာခိုင်နှုန်းပြောမယ်အဲ့ဒါမယုံရင်တော့မတတ်နိုင်ဘူးကျွန်တော်ကတော့ယုံတယ်ဗျာဖျားပေးတဲ့မင်္ဂလာအပြည့်အဝယူမယ်ဗျာ Amen Hallelujah အာမင် အာဗြဟံရဲ့အနွယ်တွေဒီခရီးတော်တွေအားလုံးကိုလုံးဝသိမ့်ပိုက်ပိုင်ခွင့်ဖျားပေးထားပြီးသား အာမင် ပြောလိုက်ဘေးနာရှိ take it by faith Take it my faith Take it my faith မြန်မာလိုမိသွားမှာဆိုလည်းပြောအောင်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်လိုက်ပါ ယုံကြည်ခြင်းနဲ့သိမ့်ပိုက်လိုက် Come on come on come on come on Hallelujah နောက်ပိုင်းမှာမြန်မာလိုတွေမိသွားမှာဆိုလို့ဒီနေ့ဘာမြန်မာလိုပြန်ပြောရအောင်ယုံဘေးနာရှိပြန်ပြောလိုက်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်စမ်းပါ ယုံကြည်ခြင်းနဲ့သိမ့်ပိုက်စမ်းပါ Hallelujah Hallelujah အာမင်အာမင် ဖယားသခင်ရဲ့လူမျိုးကြီးကဘသူပါလဲ ကျွန်တော်ဖြစ်ပါတယ် အဲ့ဒီလူမျိုးကြီးအရှိမကောင်းကင်တမန်ကအမြဲတမ်းသွားပြီးတော့မှကျွန်တော်တို့တိုက်ပွဲဝင်ပေးနေတယ်ဆိုတာသိဖို့လိုတယ် Amen အာမင် that's it Hallelujah အာမင် Hallelujah အာမင် ဒီနေ့ပေါင်းမြတ်စွာကိုဘသူမှမသိခဲ့လို့ကိုဆုံးရှုံးခဲ့တယ်အာဗြဟံတော့ပဲပေးတဲ့ခရီးတော်လို့ထင်နေတယ်ခရစ်တော်အပြင်ငါတို့ကအာဗြဟံပေးတဲ့ခရီးတော်ငါတို့နဲ့ဆိုင်သွားပြီလေ Come on Hallelujah Amen ငါတင်းကိုလူမျိုးကြီး ဖြစ်စေပြီ တင်းကိုပြောနေပြီတင်းကိုပြောနေပြီတင်းကိုပြောနေပြီဖယားကြီးကိုယ်တိုင်ကတင်းကိုပြောနေပြီ Hallelujah ယာဝေကိုယ်တိုင်ကတင်းကိုပြောနေပြီယာဝေဆိုတဲ့အဓိပ္ပာယ်သိလားယာဝေဆိုတဲ့အဓိပ္ပာယ် I am who I am အဓိပ္ပာယ်ပါလေငါပြောတဲ့အတိုင်းဖြစ်ကြတယ်ဖယားငါမပြောရင်ဘာမှမဖြစ်ဘူးငါပြောရင်စဖြစ်ပြီအခုငါပြောပြီတင်းကိုလူမျိုး အာမင်အာမင်အာမင် ရာခါဆိုတေလေကဘရှိတီယာကဘာယာဝေကိုယ်တိုင်ကပြောနေတာယာဝေကိုယ်တိုင်ပြောတာတင်းကိုငါလူမျိုးကြီး Yes ယာဝေကအလင်းဖြစ်စေလို့ပြောရင်အလင်းဖြစ်ရတယ်ယာဝေကကောင်းဖြစ်စေဆိုကောင်းဖြစ်ရတယ်ယာဝေကပြည့်လေဖြစ်စေဆိုပြည့်လေဖြစ်ရတယ်ယာဝေကတင်းကိုလူမျိုးကြီးဖြစ်စေမယ်လို့ပြောရင်ရှာတလာကဘာစေ Yahweh, I am who I am. ယေရှုခရစ်တော်ဘာတူလဲလို့လာဖမ်းတဲ့သူတွေကစစ်တပ်ကြီးနဲ့လာဖမ်းတယ်စစ်တပ်ကြီးနဲ့ဓာတ်တွေလှမ်းနေတဲ့ယေရှုစီလာတယ်ဒါနဲ့ယေရှုကမတ်တရက်နေတယ်အဲ့ဒီမှာတတ်မှုကနေပြီးတော့သူ့ရှေ့တက်သွားပြီးတော့ Are you Jesus Come on ယေရှုဟာ I am လို့ပြောလိုက်တဲ့အချိန်မှာမုန်တိုင်းရိုက်သွားတယ်လို့ပဲသူတို့အားလုံးပေါင်းတာကိုဆွဲသွားတာအကုန်ပြေပေါ်မှာပြုတ်ချတော့တယ် The power of I am သူပြောလိုက်ပါလေ I am ပြောလိုက်ပါလေ Yahweh Yahweh ဆိုတဲ့ဗိတ်သိက်ရဲ့ဘုံကကြောက်စရာကောင်းတယ်ဓာတ်တွေလှန်နေအကုန်လွင့်ထွက်သွားပြီးတော့အကုန်လုံးမြေမှာလဲချကုန်တယ်
ယာဝေကြီးကတင်းကိုခုပြောနေပြီငါသည်တောင်းသမီးရောတောင်းသမီးရောလူမျိုးကြီးဖြစ်စေမယ်ပြောရအောင် I believe it Yahweh I believe in Yahweh I love you Yahweh I love you Yahweh Yahweh said you are my children Amen I love you I call you you are the blessing of the nation If Yahweh said nothing can stop it Yahweh ကဖြစ်စေလို့ပြောရင်အမောင်ကြီးအလင်းထွက်လာတယ် Yahweh ကအယိုးတွေကိုတွေ့ချောက်တဲ့အယိုးတွေကိုအသားဖြစ်စေလို့ပြောရင်ပြောတဲ့အတိုင်းဖြစ်စေရတယ် The power of Yahweh I am who I Shakatorebo shiti yakaba Hikarebo shiti lakaba Amen တင်းကောင်းကြီးလူမျိုးကြီးဖြစ်စေမယ်ငါကောင်းကြီးပေး၍တင်းနာမကိုကြီးမြတ်စေမယ်ဒီနေ့ဆက်တော့ပြောလိုက်ပြီတင်းကောင်းကြီးကိုဘယ်သူမှဖျက်ဆီးလို့မရဘူးကျွန်တော်ကောင်းကြီးဘယ်သူမှဖျက်ဆီးလို့မရဘူးပြောလိုက်စမ်းပါကျွန်တော်ကောင်းကြီးဘယ်သူမှဖျက်ဆီးလို့မရဘူးကျွန်တော်ကောင်းကြီးဘယ်သူမှဖျက်ဆီးလို့မရဘူးဟာလေလုယာဟာလေလုယာပြောလိုက်စမ်းကျွန်တော်ကောင်းကြီးဘယ်သူမှဖျက်ဆီးလို့မရဘူးကျွန်တော်ကောင်းကြီးကိုဘယ်သူမှဆွဲချလို့မရဘူးကျွန်တော်ကောင်းကြီးကိုဘယ်သူမှပိတ်ပင်ထားလို့မရဘူးဟာလေလုယာကျမ်းမာခြင်းတကားတွေပွင့်ပြီအာမင်အောင်မြင်ခြင်းတကားတွေပွင့်ပြီကျွယ်ဝခြင်းတကားတွေပွင့်ပြီမင်္ဂလာတွေနေရာယူနေပြီ Say it I am blessed Say it I know who I am Say it I know who I am I am a child of God I am a child of Yahweh Hey ra sokere bo shikiriya baba I am who I am ငါဖြစ်တဲ့တိုင်ငါဖြစ်တယ်ငါ့ကိုဘယ်သူမှဖြစ်အောင်လုပ်လို့မရဘူးငါဖြစ်တဲ့တိုင်ငါဖြစ်နေတာငါ့ကိုဘယ်သူမှဖြစ်အောင်လာလုပ်လို့မရဘူးငါဖြစ်စေတဲ့အရာပဲဖြစ်ရလိမ့်မယ် I am who I am စိတ်ခါရဘရှိတီလေကဘာဘာဟိုကျွန်တော်အရင်ရင်ခုန်နေပြီကျွန်တော်သားသမီးတွေအားလုံးဘုရားသားသမီးယာဝေသားသမီးတွေအားလုံးယာဝေသားသမီးတွေယာဝေသားသမီးတွေယာဝေသားသမီးတွေဟာလေလုယာယာဝေကိုယ်တိုင်ကဒီညမှာတင်းကိုလူမျိုးကြီးဖြစ်စေပြီလို့ပြောတယ်အာမင်ဟာလေလုယာငါကောင်းကြီးပေး၍တင်းဤနာမကိုကြီးမြတ်စေတင်းရဲ့နာမည်ကိုသူများရဲ့ပါးစပ်ထဲကနေမချစေရဘူးတင်းရဲ့နာမည်ကိုတွတ်ပြောရလိမ့်မယ်ဘာဖြစ်လို့လဲတင်းရဲ့နာမကိုကြီးမြတ်စေမယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒီနာအပြည့်လူတွေအများကြီးလွတ်မြောက်လိမ့်မယ်တင်းအပြည့်လူတွေကောင်းကြီးဖြစ်လာလိမ့်မယ်ဘုရားခင်ဖော်ပြတဲ့အခါမှာတင်းလက်ထဲမှာရှိတဲ့အရာလေးကိုပေးလိုက်တာအမောင့်လေးကနည်းနည်းလေးပဲဒါပေမဲ့သူ့ဘဝတစ်ခုလုံးပြောင်းလဲသွားစေတယ်အမောင့်ဖြစ်စေတယ်တင်းရဲ့နာမည်ကိုသူပြောမဆုံးဖြစ်လိမ့်မယ်အာမင်သူပေးလိုက်တာတော့ဘာမှမဟုတ်ပေမဲ့ငါဘဝကြီးတစ်ခုလုံးကိုပြောင်းလဲစေခဲ့တဲ့အမောင့်ဖြစ်နေတယ်ဟာလေလုယာတင်းရဲ့နာမကိုချီးမြှင့်စေတဲ့ဘုရားကတင်းကိုပြောတဲ့အတိုင်းဘုရားကဖြစ်စေလိမ့်မယ်တင်းရဲ့နာမကိုချီးမြှင့်စေမယ်အာမင် Hallelujah ထပ်ပြောသေးတယ်တင်းဒီကောင်းကြီးခံရတော့သူဖြစ်လိမ့်မယ် What does that mean What does that mean by that ကောင်းကြီးခံတော့သူဖြစ်လိမ့်မယ်ကောင်းကြီးနောက်ကိုလိုက်ရတဲ့သူမဟုတ်ဘူးကောင်းကြီးကကိုယ့်နောက်ကိုအမြဲပြန်လိုက်နေရတဲ့သူကိုကောင်းကြီးခံရတဲ့သူလို့ပြောတာဖြစ်တယ်ဒီနေ့ဆက်ပြီးရပ်လိုက်ကောင်းကြီးတောင်းခံတဲ့အဖွဲ့တွေရပ်လိုက်တော့ You don't need a blessing You know why Because you are
Say, I am blessed. Talk to your neighbor. You are blessed. Hallelujah. Amen. 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 But do God think you are blessed? Lo piora lelo. Yahweh. Pure in pure time. Yahweh ga babiole. You are blessed. Amen. Say, pay out the king. Pay out king. I think pure out. The more to be like Yahweh. Can I? Machi ni go mona. Phone ပဲဖြစ် computer ပဲဖြစ်တခုခု download လုပ်ပြီးဆိုရင်အဲ့ဒီဟာသင်ရဖို့ရန်အတွက်အားလုံးရဖို့သင်ပါလို့ agree လုပ်ရတယ် pass agree လုပ်လိုက်မှသင်လို့ချင်းတဲ့ software ကုန်တင်ဒီမှာရောက်လာတယ်ဒီနေ့ဖျားရှင်ပြင်ဆင်တဲ့မင်္ဂလာအားလုံးသင် agree လုပ်လိုက် hallelujah amen ခရစ်တော်နဲ့ဆက်ဆိုင်တဲ့အမွေခံတယ်ခရစ်တော်နဲ့ဆက်ဆိုင်ရင်ဘယ်သူရဲ့အမွေခံဖြစ်သွားပြီလဲဟာလာအာဗြဟံရဲ့အမျိုးနွယ်ဖြစ်တဲ့အတွက်ကြောင့်ဂတိတော်အတိုင်းအမွေခံရဲ့အရာ၌တည်ကြတယ် hallelujah amen ဘယ်သူစာအိတ်ကိုမှမျှော်ကြည့်ပြီးတော့ဒေးဗစ်လာအသက်မရှင်အောင်ဒေးဗစ်လာရဲ့ generation တွေဘယ်သူစာအိတ်မှမျှော်စရာမလိုဘူးဘယ်သူစာအိတ်နဲ့မှမှုတော်ဆောင်စရာမလိုဘူးဘယ်စပွန်ဆာမှမလိုဘူးလောကသားတွေစပွန်ဆာလိုတာငါတို့ကစပွန်ဆာမလိုဘာဖြစ်လို့လဲအမွေခံဖြစ်နေလို့ amen hallelujah say I am blessed I am blessed I don't need a blessing be the blessed because I am blessed ကောင်းကြီးမျှော်တဲ့ထဲမှာမပါဘူးလောကသားအတင်းကိုပြန်မျှော်ရလိမ့်မယ်ဟာငါတို့ blessing လာပြီငါတို့ blessing လာပြီငါတို့ကောင်းချီးပေးမဲ့သူလာပြီငါတို့ hallelujah မင်္ဂလာဖြစ်စေမဲ့သူလာပြီ amen amen That's why God said you are the light of the world you are the light of the world hallelujah ဒီလောကကြီးကမောင်းနေပြီအလင်းကိုတောင်းတနေတယ်ဘုရားသားတွေကိုတောင်းတနေတယ် Do you know who you are you are Hallelujah. amen Say I bless. I am blessed They start them no one can cheese and the near Sabroma. Batu Chalam Lelo. Jaga Luke Jobse. Amakanyere. You live. They are Baduna Sasa in the Kama, but do it and wait. ခရစ်တော်နဲ့ဆက်ဆံတဲ့အခါမှာအာဗြဟံမျိုးနွယ်ဖြစ် Come on. Critton is Sassan, they are Abraham. မျိုးနွယ် Hallelujah. Amen. Critton is Sassan, they know Abadu and Repidole. အာဗြဟံ I receive Jaja, Bear Amuele. Ngadi Dingo Lumioji Pissima Amwe. Amen. Lumioji a Batu Charles, I added. Tumia Lolo Mayade a logo. Tinto a low. Tumiaga Eddie sign point a Niama. Shauna Shone. Tinto a win like. Nia never sign boo. Lu never sign it.မြန်မာပြည်ကစိုက်ပျိုးရေးသိပ္ပံပညာတော်သိယူကြတယ်အစ္စရေးမှာဒီမျိုးစေ့ပဲဒီမြေကြီးပဲဒီနီးစနစ်နဲ့ပဲအစ္စရေးမှာစိုက်တယ်အလုံးဝဒီလောက်ကြီးအဲ့ဒါပြန်လာယူလာပြီးတော့မြန်မာပြည်မှာစိုက်တယ်ဒီလောက်ပဲကြီးတယ် Abraham see မာသလားဆိုအဲ့ဒီမျိုးစေ့ယူသွားပြီးတော့အစ္စရေးမှာပြန်စိုက်တယ်အလုံးကြီးဒါပဲပြန်ယူလာဒီစနစ်နဲ့ပဲပြန်ဆိုင်တယ်အလုံးသေးနားမလည်နိုင်ဘူးနေရာနဲ့မဆိုင်ဘူးကောင်းကြီးရှိတဲ့သူနဲ့ဆိုင်နေတယ်လူမျိုးကြီးဆိုတာကသူများမလုံနိုင်တဲ့အလုပ်ကိုလုံနိုင်တဲ့သူ Amen. Hallelujah သူများမလုံနိုင်ကြိုက်တဲ့လောက်ပြောပါစေသင်ပြောမယ့်အရာတစ်ခုပဲရှိတယ် I can do all things through
Christ who strengthened me ငါခွန်အားနဲ့ပြည့်စုံတဲ့ခရစ်တော်အဖြစ်ခတ်သိမ်းတော်မူတော်ကိုငါသူများမလုံနိုင်တဲ့အလုပ်ကိုတင်းလုံးဝကြောက်စရာမလိုလုပ်ပစ်လိုက်စမ်းပါ Why? You don't need a blessing. You are blessed. ကျွန်တော်တရားနားထောင်တဲ့လူတွေမှာဒါလကားပါကွာတင့်တော့လကားပဲဘာဖြစ်လို့လဲယုံကြည်ခြင်းမရှိရင်ဖျားခင်စိတ်တော်နဲ့မတွေ့နဲ့အတိဆရာပြောပြမယ်နားထောင်ပေးဆရာအမြဲတမ်းပြောတဲ့စကားရှိတယ်ထိုင်းနိုင်ငံမှာနေရင်မြန်မာပတ်စံနဲ့သွားပြီးတော့မုတ်ဝယ်စားလို့မရဘူးထိုင်းနိုင်ငံမှာထိုင်းရဲ့ဘတ်နဲ့ပဲဝယ်စားရတယ်စင်ကာပူနိုင်ငံသွားရင်စင်ကာပူရဲ့ဒေါ်လာနဲ့ပဲဝယ်စားရတယ်ထိုင်းဘတ်အထုပ်တွေယူသွားပြီးတော့ဟိုမှာသွားလဲပဲမရဘူးသူ့နိုင်ငံမှာသူ့ရဲ့ currency ရှိတယ်ဖျားသားသမီးတွေအတွက်ဖျားနိုင်ငံတော်ထဲမှာဖျားပြင်ဆင်ထားတဲ့ currency က faith ယုံကြည်ခြင်းအာမင်ယုံကြည်တဲ့လူတွေ2026မှာရှိတ်သိမ်းဖို့သာပြင်ထားလိုက်တော့ပတ်ထားနော်အေလိရှေကပြောတဲ့နောက်နေ့ဒီအချိန်မှာတဲ့ဂျုံမုံညက်ဆန်တကယ်ကိုဈေးပေါ်နဲ့ရလိမ့်မယ်လို့ပြောတာဘေးနားမှာဘယင်နားမှာနေပြီးတော့မှညံကွတ်နေအဖွဲอ่ะဖျားသခင်ကောင်းကင်တကာဖွင့်တော့ရမှာတော့တဲ့ဒါနဲ့အေလိရှေတန်းပြောလိုက်တယ်တဲ့မင်းအဲ့လိုမျိုးဖျားစကားကိုမထီမဲ့မြင်ပြုတဲ့အတွက်ကြောင့်တဲ့မင်းမြင်တာမြင်ရမယ်တဲ့မင်းမစားရဘူးတဲ့ဒီအဖွဲတွေအများကြီးခုอ่ะရှာဒေးဗစ်လာဒီလိုမျိုးပြောဟောနေတာကိုသူထင်တာတရားဟောတယ်ဆိုညင်ဟောရတယ်ဘယ်လိုဟောနာလဲမသိဘူးဒီလောက်ထိတည်င်းကောင်းကိုဟာလားငါတို့ရဲ့အတင်းကိုသွင်းပြီးဆိုရင်ဒီညင်လေးထိုင်စရာဘာအကြောင်းမှမရှိဘူး go Jesus အခုအဒီမှာကြည့်ယေရှုခရစ်တော်ကိုအပိုင်သွင်းသွားပြီအာမင်အပီသွင်းသွားပြီတို့ရဲ့လောက်ကပါလဲအောင်ပွဲကိုသိမ့်ပိုက်လိုက်ဖို့ပဲဟာလေလုယာအာမင်ဟာလေလုယာအာမင်လူမျိုးကြီးဖြစ်စေမယ်လို့ဘသူကပြောတာလဲကွယ်ဘသူပြောတာလဲတိတ်မချောင်းဘသူပြောတာလဲညာအဲ့ဒါတင်အတွက်ဖြစ်ကိုဖြစ်ပြီအာမင်သူများမလုံနိုင်တဲ့အလုပ်အတင်လုံနိုင်လိမ့်မယ်အာမင်ဟာလေလုယာအာမင်သူများတွေမဖြစ်နိုင်တဲ့နေရာတင်အတွက်ဖြစ်လာလိမ့်မယ်သူများတွေမသွားနိုင်တဲ့နေရာတင်သွားနိုင်လိမ့်မယ်သူများမရောက်နိုင်တဲ့ level တင်ရောက်သွားလိမ့်မယ်အဲ့ဒါကလူမျိုးကြီးရဲ့မင်္ဂလာပဲ I receive it တင်းရဲ့နာမည်ကိုသူများပြောကို yes ကြိုက်သူ့ရဲ့နာမည်ကိုပြောနေရတယ်မကြိုက်ရင်သူ့နာမည်မပြောပါနဲ့လားမကြိုက်လဲမကြိုက်ဘူးပြောလဲပြောနေရတယ်အဲ့ကလေးက तू ရှုံးနေပြီတင်းရဲ့နာမကိုကြီးမြတ်စေတင်းဒီကောင်းကြီးခံရတော်သူအာမင်တင်းဒီကောင်းကြီးနောက်လိုက်တဲ့သူမို့ကောင်းကြီးခံရတော်သူဟာလေလုယာကြားဘူးလားမသိဘူး goodness and mercy shall follow me all the days of my life မထာတတလုံးကောင်းကြီးနောက်လိုက်ဆရာမလို့ပြောလိုက်ဆရာမတတလုံးကောင်းကြီးနောက်လိုက်ဆရာမလို့တတလုံးကောင်းကြီးနောက်လိုက်ကောင်းကြီးကတတလုံးငါနောက်လိုက်လာရလိမ့်မယ်ကောင်းကြီးကတတလုံးငါနောက်လိုက်လာရလိမ့်မယ် Come on amen ဆရာကောင်းကြီးခံစားဖို့ဆုတောင်းပေးပါဆရာဒီ generation မဟုတ်တော့ဘူး revelation ရှိသွားတဲ့ generation hallelujah ပြောလိုက်စမ်း I am blessed blessing ငါတော့လိုက်နေရလိမ့်မယ် blessing ငါတော့လိုက်နေရလိမ့်မယ်ငါသွားတဲ့နေရာမှာကျမ်းမာခြင်းငါသွားနေမှာအောင်မြင်ခြင်းငါသွားနေမှာလွတ်မြောက်ခြင်းငါသွားနေမှာကျွယ်ဝခြင်းနေရာယူနေလိမ့်မယ်ယုံကြည်တဲ့သူအာမင်ထူပေးပါအာမင်
ယူသွားပြီလားတဲ့ဒီလူတွေယူသွားပြီလားဘာအော်နာလဲပြောလိမ့်မယ် come on လောကမှာအယူတွေကြီးပဲအကုန်လုံးอ่ะအချစ်ယူတဲ့အဖွဲနဲ့တဏှာယူတဲ့အဖွဲနဲ့ယူနေတဲ့ကောင်တွေပဲအကုန်လုံးအဲ့ထဲမှာငါတို့အမွန်မြတ်ဆုံးဖျားယူတာ Say it, I am blessed. Say it, I'm highly favored. Say it again, I'm highly favored. Highly favored ဆိုတာကမျက်နှာအထူးမျက်နှာသာရတော်သူ Amen. ဘယ်လောက်ထိအာဗြဟံအထူးမျက်နှာသာရလဲတဲ့လားသူ့မိန်းမသေလို့မြေခွက်သွားဝယ်တာအော်တို့ကမြန်မာတွေးခေါ်နဲ့အာဗြဟံကလည်းကွာသူ့မိန်းမသေတာပဲမြေခွက်လေးသွားဝယ်ရလားဘယ်ဟုတ်မလဲသူ့ရဲ့မြေခွက်ကြီးတောင်းတောင်းလုံး study လုံးမှာတောင်းတောင်းလုံးကျွေးတာအဲ့မှာရှိတဲ့ခါနာပြည်ကလူတွေကပြောတယ်ကိုတော့ကျွန်တော်တို့အတွက်ဖျားလို့ပါပဲတဲ့မျက်နှာသာလူမျိုးကြီးရဲ့မျက်နှာသာအာမင်ကျမ်းစာဖတ်ကြည့်ပါဦးနော်ခရစ်တော်ကြွလာတော့မှနည်းနည်းလေးအဲ့ဒီပိုင်းလေးတော့အရာဖတ်လိုက်လာပြောစကားအရင်ကောင်းတယ်ကိုတော့ကျွန်တော်တို့တော့ဖျားလို့ပါပဲတဲ့ကျဲတယ်လို့သုံးပါတယ်ကျဲတယ်လို့ယူလိုက်ပါတယ်ကြာအမေမထားဖျားသားသမီးဟာအလကားပေးဘယ်တော့မယူအောင်အဲ့ဒါ ဘာကြောင့်လဲသိလားအလကားပေးလို့ယူလိုက်ရင်တင့်တော့ပဲဖြစ်လိမ့်မယ်တင့် generation တော့မဖြစ်တော့ဘူးတင်မရလိုက်မှစိုးရတယ်ဘာလို့ဆိုသူ့ကိုပဲပေးတာဣဇက်ကိုပေးတာမဟုတ်ဘူးတင့်အတွက်သူများတင့်ကိုချစ်လို့အလကားပေးလိမ့်မယ်တင့်တောင်းမချစ်နိုင်တော့ဘူးအဲ့ဒါကိုသိတဲ့အာဗြဟံကငါလကားမယူနိုင်ဘူးငါဝယ်မယ်ဝယ်လိုက်တော့ကြောင့်အခါနန်ပြည်မှာပထမဆုံးအာဗြဟံရဲ့ပိုင်တဲ့မြေကအဲ့ဒီမြေကွက်ဖြစ်သွားတာCome on ဘယင်ကလူရည်တွက်လိုက်တဲ့ကိစ္စနဲ့ဒါဝိဒ်ကဘုရားသခင်ဆုံးမတယ်ကွဆုံးမတော့ဒါဝိဒ်ကအယမ်းစိတ်မကောင်းဖြစ်တယ်ငါရဲ့ဆုံးဖြတ်ချက်တစ်ချက်ပါတာနဲ့လူတွေအများကြီးဆုံးရှုံးသွားတယ်ဒါနဲ့ဘုရားကိုသူပြန်ပြီးတော့တိုးဝင်တဲ့အခါမှာဘုရားသခင်သူ့ကိုခွင့်လွှတ်ပါတယ်ဘုရားချစ်တယ်ချစ်တော့ဘုရားဘာပြောလဲဆိုတော့ကောင်းကင်တမန်ကိုဖျက်ဆီးမဲ့ကောင်းကင်တမန်ကိုရက်လိုက်တော့တယ်โอเคကောင်းကင်တမန်ရက်သွားပြီကောင်းကင်တမန်ရက်သွားတယ်ဆိုဘယ်မှာသွားရက်တာလဲတဲ့အယောနာရဲ့ကောက်နဲ့တလင်းမှာသွားရက်တယ်အယောနာရဲ့ကောက်နဲ့တလင်းတကယ်တော့ तू ကဖျက်ဆီးဖို့ကျွေးတော့မကောင်းကင်တမန်လို့ဘုရားခင်ရက်လိုက်ဆို तू လည်းစိတ်ငြင်းနေအယောနာကောက်နဲ့တလင်းမှာ तू ကောင်းကင်တမန်ဆိုအမြဲတမ်းရက်နေတာအဲ့ဒီမှာကောင်းကင်တမန်ထိုင်ပြီးဟေးတင်းကဖျားကိုချွဲတိုက်ရင်သူပြောတဲ့စကားအရင်ကောင်းတယ်လူလက်တော့မရောက်ပါစေနဲ့တဲ့ချွဲတာလူလက်တော့မရောက်ပါစေနဲ့တဲ့ကျွန်တော်ကိုတော့ကြိုက်တယ်လို့ဆုံးမဘယ်လူလက်မှာတော့မထင်းနဲ့ဒါဝိဂယုနာတော့တိတ်ကြီးတာပဲကိုတော့ရဲတဲ့ဖယားသခင်ရဲ့နှလုံးသားကိုနှွညွတ်စေတဲ့သူစံစာမှာဘာတူလဲဒါဝိစိတ်တော်နဲ့တွေ့တယ်သူဘာတူလဲဒါဝိဟုတ်ပြီအဲ့ဒါဝိကဘာလို့သိလားဘယ်လောက်ပြဿနာဖြစ်तू ကလေဖယားကိုပြန်ချီးမွမ်းပြစ်တာပြဿနာထဲမှာတောင်းပန်တာတဲ့ချီးမွမ်းတာပိုများတယ်
ခင်ဗျားတို့လှုပ်ချက်ရသွားပြီ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 ဒါဝိတ်ကတောင်းပန်တာထက်ချီးမွမ်းပြစ်တာဂယုဏတော်ကချီးမားလာပါတယ်တဲ့ကိုတော့ကျွန်တော်တတ်လိုက်လေကျွန်တော်တေးပြောတယ်ဘာဖြစ်လို့လဲကိုတော့ရဲ့အဆုံးထိကိုတော့ချီးမွမ်းမယ်ဘာလို့ကိုတော့သိကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်နေလို့အာမင်ရက်လိုက်တော့ဘုရားသခင်ဟိုကောင်းကင်မှာအပိဆွဲတော်မှာရက်လိုက်တော့တဲ့ဒါနဲ့သူစိတ်ညစ်နဲ့ကောက်နေယောနာကောက်နေတလင်းမှာသွားထိုင်တယ်အဲ့ဒီအချိန်မှာအဲ့ဒီအယောနာကောက်နေတလင်းကိုရစ်ပလင်တဲပြီးတော့မှပူဇော်ဖို့ရန်တော့ဒါဝိတ်ကလာပြီကောင်းကင်တမန်မှာစိတ်ညစ်နဲ့ထိုင်နေပြီတဲ့โอเคအဲ့နေရာမှာငါရစ်ပလင်တဲပြီးတော့ကိုးကွယ်မယ်ကွာတဲ့ဖရားဟုတ်တယ်ကောင်းကိုးကွယ်ဖို့သွားတဲ့အချိန်မှာအယောနာကိုလှမ်းခေါ်လို့အယောနာရေးတယ်ငါကွာတဲ့ဖရားသခင်ကိုးကွယ်တဲ့နေရာမှာရစ်ပူဇော်တဲ့နေရာမှာငါအလကားဘာမှကိုးကွယ်ခြင်းကွာတဲ့အဖို့ကငါပေးခြင်းနဲ့ကွာဘယင်ကြီးတဲ့ဒီတိုင်းနိုင်ငံဘယင်ကြီးရဲ့တိုင်းနိုင်ငံလေတဲ့ဘယင်ကြီးကြိုက်တယ်လို့သုံးစားမှာတဲ့မသုံးနိုင်ဘူးယောနာငါကိုးကွယ်မဲ့နေရအောင်ဒါကြောင့်ကိုးကွယ်တဲ့သူတွေဘယ်တော့မှလက်ချီးမလာနဲ့ဘုရားရှင်ထံကိုလာတဲ့အခါမှာဘယ်တော့မှလက်ချီးမလာနဲ့ပေးကမ်းတတ်တဲ့ဘုရားပေးကြည်စားမှာပြိုင်ပေးတင်ပဲရှုံးလိုက်မယ်ဘယ်တော့မနိုင်စေအောင် तू ကအမြဲတမ်းနိုင်တဲ့ဘုရားအာမင်စတင်ပြီးတော့မှပြောတယ်ဒါနဲ့အယောနာမလုပ်ပါနဲ့တဲ့ဘယင်ကြီးတဲ့ဘယင်ကြီးပြေးမဟုတ်ဘူးတဲ့အယောနာငါဝယ်ပြစေတဲ့ဘယင်ဆိုတာတိတ်ပိုက်ပြလို့ရတဲ့ကိစ္စဒါဘယင်နိုင်ငံလေးဒီနိုင်ငံကြီးဟာ तू ကြိုက်တဲ့မြေကိုတိမ့်ခွင့်ရှိတယ် yes तू မတိမ့်လို့ဒါမြေတွေရှိနေတာ तू တိမ့်ရင်အကုန်လုံးတိမ့်လို့ရတယ်ဘယင်ဆိုတာကမှတ်ထား kingdom နဲ့ king dominion အကုန်ပိုင်နေတယ်တို့ပိုင်တာတခုမှမရှိဘူးရှောက်တာပြောတာဘယ်သူမှမပိုင်ဘူးတင်မှာပိုင်တာဘယင်ပဲโอเคနော်ဒါပေမဲ့အဲ့ဒီဘယင်ဒါဝိတ်ကတော့ငါပိုင်ပေမဲ့ဖယားနဲ့ပတ်သက်ရင်ငါလည်းကားမယူ generation နေဖယားနဲ့ပတ်သက်ရင်အဖို့ခပေးရအောင် yes ဖယားနဲ့ပတ်သက်ရင်ဖို့ခပေးရအောင် hallelujah သိမကြားလိုက်ဘူးဖယားနဲ့ပတ်သက်ရင်အလကားအချောင်ယူပါဘာမစင်စားနဲ့တင်းကအလကားအချောင်ယူရအောင်တင်းအပေါ်စားမို့တင်းကဖယားသား come on တင်းအပေါ်စားမို့တင်းကဖယားသားတင်းကကျွယ်ဝတဲ့သူစပွန်ဆာမလို့တင်းရဲ့ကိုယ်တိုင်ကကောင်းကြီးရှိနေတော့သူဖြစ်နေပြီသားတင်းကလူမျိုးကြီးပြောဘေးနားမှာရှိသူတယောက်တည်းလက်ဆွဲနှုတ်ဆက်ပြောတင်းကလူမျိုးကြီးလူမျိုးကြီးဆိုပါလဲတင်းလုံးသမျှအောင်မြင်လိမ့်မယ်အာမင်တင်းမချောင်းလူမျိုးကြီးဆိုပါလဲလုံးသမျှမှာအောင်မြင်လိမ့်မယ်အာမင်တင်းမချောင်းလူမျိုးကြီးဆိုလုံးသမျှမှာအောင်မြင်လိမ့်မယ် hallelujah great people great nation yes amen တဲ့လူမျိုးကြီးဖြစ်စေမယ် amen လူမျိုးကြီးဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှဖခင်နဲ့ပတ်သက်လာရင်အချောင်ယူတဲ့ထဲမှာမပါဘူးအဖို့ခပေးတယ် come on အယောနာတဲ့ငါဝယ်ပြစေတယ်ဝယ်လိုက်တဲ့မြေကွက်သူ့မှာပြီးသွားတယ်ထင်လို့လားမပြီးဘူးဒါဝိတ်ဝယ်လိုက်တဲ့အယောနာရဲ့မြေကွက်ဟာဒီနေ့ထိဘယ်သူမှလူယူလို့မရဘူးဘာကြောင့်လဲလား ဘုရားပေးတာ အဲ့ဒီအယောနာရဲ့မြေကွက်ကရှောလမုန်မင်းကြီးဗိမာန်တော်စောက်တဲ့နေရာကြီးဖြစ်သွားတာဒီနေ့အကြီးကျယ်လူနေတဲ့အဲ့ဒီဗိမာန်တော်နေရာကအယောနာရဲ့ကောက်နဲ့တလင်အဲ့ဒါဒါဝိတ်ဝယ်ထားတာတမိုင်းနဲ့ဘယ်သူမှရှင်လို့မရဘူးအာမင်ဖယားတော့ဖိုးခပေးပြီးဝယ်ထားတဲ့ဟာကိုဖယားတကယ်ဒီနေ့ထိစောင့်ထားတယ်ဘယ်သူမှဝယ်ခွင့်မပေးဘူးအဲ့ဒီနေရာကို3ရက်အတွင်းမှာဗိမာန်တော်ပြန်ဆောက်ဖို့ရန်အတွက်ဣသရေလကပြင်ဆင်ထားပြီးသားအဲ့ဒါသွေးကြောင်စီးမဲ့အချိန်ပဲဒါပေမဲ့ရအောင်လုပ်ပါဘာကြောင့်လဲသူတို့ပိုင်တဲ့နေရာဘယ်သူမှမပေးနိုင်ဘူးရှူချောပေးတာဟာလေအဲ့လိုမျိုးရှုံမှဆိုလို့ဒါဝိတ်ကအလကားကြီးမယူခဲ့ဘူးဝယ်ခဲ့တာဝယ်ခဲ့တာဖယားနဲ့ပတ်သက်လာရင်အလကားဘယ်တော့မှမလုံးနဲ့အဖို့ခပေးအဆုံးထိသားစဉ်မြေဆက်တွေဖယားထိန်းထားပေးလိမ့်မယ်မိသွားမှာဆိုလို့တင်းရဘာတူလဲလူမျိုးကြီးတင်းရဲ့နာမကိုကြီးမြတ်စေမယ်ဘာလို့လဲတင်းကိုဖယားကောင်းကြီးပေးတဲ့အတွက်ကြောင့်
တင်ကောင်းကြီးပေးဖျားခင်တင်းကိုကောင်းကြီးပေးထားဖြစ်တဲ့အတွက်ကြောင့်တင်းဟာတင်းရဲ့နာမည်ကဘယ်တော့မှအပြတ်မခံဘူးဖျားကပြောလိုက်ငါနာမည်ဘယ်တော့မှဖျားအပြတ်မခံဘူး ဘယ်တော့မှဖျား တိတ်မချောင်းငါနာမည်ဖျားဘယ်တော့မှအပြတ်မခံဘူး ငါနာမည်ကိုဖျားဘယ်တော့မှ မခတင်းအောင်မြင်လာရင်ကောင်းကြီးရှိတဲ့သူတွေကိုနာမည်ဖြတ်ချင်တဲ့သူတွေကကဘာမှာအများကြီးပေါ်လာလိမ့်မယ်ဒါပေမဲ့တင်းကကောင်းကြီးရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့နာမည်ကိုဘယ်သူမှဖြတ်လို့မရစေရဘူး။ဘာဖြစ်လို့လဲဆိုတော့တင်းဟာကောင်းကြီးမင်္ဂလာရှိတော်သူဖြစ်လို့ အာမင် ဘယ်တော့မှတင်းရဲ့လူမျိုးကသူများဆက်ချင်းငားစရာမလိုဘူး။သူများပဲပြန်လဲပေးကမ်းနိုင်တဲ့သူဖြစ်လိမ့်မယ်။ယနေ့ကစပြီးတော့မှဒီနှုတ်ကပတ်တော်ဝန်ခံတော်သူတိုင်းအဲ့ဒီမင်္ဂလာတင်းပေါ်တက်ရောက်ပြီးဖြစ်ကြောင်းယေရှုနာမနဲ့ကြီးညာပေး